အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အတွက်အရန်ထူးခြားတဲ့နေ့လေးပါဒီနေ့ကကျွန်တော်ရဲ့ပွဲယူတဲ့နေ့ဖြစ်လို့ကျွန်တော်မိသားစုနဲ့အတူရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကိုသွားနေတာပဲဖြစ်ပါတယ်အခုပန်းစိုးတန်းတမန်တွေကိုလည်းရောက်ပြီဆိုတော့ကျွန်တော်တို့ဆက်သွားလိုက်ပါအောင်မယ်ကျွန်တော်တို့ပန်းစိုးတန်းကနေရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အထိကိုတစ်စီငားလာတာဆိုရင်2000ခွဲပဲကြာပါတယ်ကျွန်တော်လည်းအခုမှပထမဆုံးယူပြီးတာဆိုတော့ဘွဲဘလို့ယူရတယ်ဘာတွေလိုအပ်တယ်ဆိုတာကိုကျွန်တော်လုံးဝမသိခဲ့ပါဘူးအခုကျွန်တော်သိလိုက်ရတာကဘွဲယူရင်အစိမ့်နေ့တစ်ရက်အစမ်းနေ့တစ်ရက်ဆိုပြီး2ရက်ခွဲထားပါတယ်ဒီနေ့ကတော့2လပိုင်း15ရက်နေ့ကျွန်တော်ဘွဲယူမဲ့အစိမ့်နေ့ဖြစ်ပါတယ်အခုမြင်တွေ့နေရတာကတော့ကျွန်တော်ခွဲခွာရတော့မဲ့အကြောင်းတော်ကြီးပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ပဲကြည့်ရှုပေးကြပါဦးခင်ဗျတချို့ကတော့ကိုပိုင်ဖုန်းလေးတွေနဲ့တချို့ကတော့ဓာတ်ပုံဆရာတွေနဲ့ကိုစီလိုက်ကူးနေကြတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဘောဝဲဆောင်ကာလာတွေအများကြီးရှိတဲ့အထက်ကမှကျွန်တော်သိတာတော့3ယောက်ပဲသိပါတယ်ခင်ဗျအဲ့ဒီကာလာတွေကတော့အဖြူရယ်အစိမ်းရယ်ပန်းရောင်ရယ်ပဲဖြစ်ပါတယ်အဖြူကတော့ဥပဒေပွဲအတွက်ကိုစားပြုပါတယ်အစိမ်းကတော့သိပ္ပံပွဲအတွက်ကိုစားပြုပြီးပန်းရောင်ကတော့ဝိဇ္ဇာပွဲအတွက်ကိုစားပြုပါတယ်ခင်ဗျဝန်နေတဲ့ပင်တွေကိုဝင်မယ်ဆိုရင်ဝင်ခွင့်လက်မှတ်လေးတော့လိုပါမယ်နော်လက်မှတ်မလောက်တဲ့အတွက်ကျွန်တော်ရဲ့အပွားနဲ့အတူကျွန်တော်ရဲ့ဆွေမျိုးတချို့ကတော့အပြင်မှာစောင့်နေရပါတယ်ခင်ဗျအခုတော့ဝန်နေတဲ့ပင်လည်းပြီးဆုံးတော့ပြီဖြစ်တဲ့အတွက်ကြောင့်ဒုတိယအစီအစဉ်အနေနဲ့ရေလေဖျားကိုကျွန်တော်မိသားစုနဲ့အတူတွားဖူးကြမှာပဲဖြစ်ပါတယ်။အဲ့ဒါကိုတော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့အတူကျွန်တော်ဆက်လက်ပြီးတော့တင်ပြပေးသွားပါမယ်ခင်ဗျ။အခုဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့မိတ်ဆွေတွေထဲမှာလည်းဝန်နေတဲ့ပင်နဲ့ပတ်သက်ပြီးတော့သိချင်တာလေးတွေရှိရင် comment box ထဲမှာမေးပေးခဲ့လို့ရပါတယ်ခင်ဗျ။ကျွန်တော်တိတိကျပြန်ပြီး share ပေးပါမယ်ခင်ဗျ။